အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုပြောပြပေးတော့မှာကတော့ OneXBet account ဖွင့်နေပဲဖြစ်ပါတယ် OneXBet account ဖွင့်ဖို့ registration ကိုနှိပ်ပါ one click ကိုနှိပ်ပေးပါ promo code နေရာမှာ YMT47 ကိုဖြည့်ပေးပါ promo code YMT47 ကိုဖြည့်ပြီးတော့ရင်တော့4000ကွက်ကိုနှိပ်ပေးပါအားလုံးပြီးတော့ရင်တော့ register ကိုနှိပ်ပေးပါဒီနေရာမှာတော့ရွေးခိုင်းတာကိုမှန်အောင်ရွေးပြီးတော့ verify ကိုနှိပ်ပေးပါအားလုံးမှန်ကန်စွာရွေးပြီးတော့ရင်တော့ verify ကိုနှိပ်ပေးပါဒါဆိုရင် OneXBet account ဖွင့်တာအောင်မြင်တော့ပါပြီခင်ဗျာဒီမှာရလာတဲ့ user name နဲ့ password ကို screenshot ရိုက်ပြီးတော့တေချာတင်ထားပေးပါ account ထွက်သွားရင်ဒီ user name နဲ့ password ကိုအသုံးပြုပြီးတော့ပြန်ဝင်ရမှာဖြစ်တဲ့အတွက်အရန်ကိုအရေးကြီးပါတယ်ခင်ဗျာ user name နဲ့ password ကို screenshot ရိုက်တင်ပြီးတော့ရင် next ကိုနှိပ်ပေးပါဒါဆိုရင် OneXBet account ရတော့ပါပြီခင်ဗျာ OneXBet ငွေသွင်းငွေထုတ်ပြုလုပ်ချင်တော့ Viber Telegram ဖုန်းနံပါတ်3998884435ကိုဆက်တွဲပြီးတော့ငွေသွင်းငွေထုတ်လာရောက်ပြုလုပ်လို့ရပါတယ်ခင်ဗျာ OneXBet ဗီဒီယိုအပြည့်စုံကို channel မှာဝင်ရောက်လေ့လာလို့ရပါတယ်ခင်ဗျာဗီဒီယိုကိုကြိုက်နေတဲ့ရင် like and subscribe လုပ်ပေးတော့ကြပါအောင်ခင်ဗျာအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်